လိုမင်္ဂလာပါရှင်။လိုက်လို့နေတဲ့အချိန်မှာစာမပို့ပါနဲ့နော်။လိုက်ပြီးမှစာပြန်ပြီးပါမယ်။လိုက်လို့နေတဲ့အချိန်မှာစာမပို့ပါနဲ့။ကိုကြီးတိမ်သွားအိတ်ချင်နေပြီလားအိတ်ချင်နေအိတ်တော့လို့ဒါပေမဲ့အမင်ကြီးတယောက်မှမရှိဘူးတိလားသမီးတယောက်ပဲရှိနေတယ်မှာရှင်တို့ကျမတယောက်တည်းဆိုပြီးတော့မနှိမ့်ဆက်ကြမယ်ကျမရဲ့အမင်ကြီးကအိတ်တော့မှာရှင်ကအမင်ကြီးတယောက်မှမရှိတော့ဘူးဘယ်ကနေပေါ်လာကြမှာလဲအိုးဒီလာအမေကဒီပြေးနေပြီဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါကိုရေးဆိုပြီးချွဲပြရင်ဘာပြီးမှလဲပြောကျမကိုမှကျမချွဲပြမှာပေါ့သူ့ကိုလာပြောပြီးတပုတ်လေးရိုက်လိုက်ကြတော့ဟယ်လိုမင်္ဂလာပါရှင်ညနာပြအောင်ဟယ်လိုမင်္ဂလာပါကိုရဲ့ကလေးလေးပါရှင်ကိုရဲ့ကလေးလေးလိုက်မှကြည့်ကြပါရဲ့ကြောက်ချက်စနေတွေ့ရမလားအဲ့ကြောက်ချက်ဆက်မျက်နှာပြီးရှင်တို့ကပြောကြောက်ဆက်ဆက်မျက်နှာလေးကိုကြည့်နေရမလားလို့ဟယ်လိုမင်္ဂလာပါဟုတ်ပါ
ယောက်ဆက်ဆက်မျက်နှာလေးကိုကျွေနေကြရမလားညကြရင်အိမ်မက်ထဲမှာလွမ်းနေအောင်ညကြရင်အိမ်မက်ထဲမှာလွမ်းနေအောင်ဒါမဲ့လေသူများတော့မသိအဲ့လိုနန်းဆိုရလို့အဲ့လိုညပေါ့နော်အဲ့လိုအိတ်ခန့်ကြီးမှာဗီဒီယိုတစ်ပုတ်ကြည့်လိုက်ရင်အဲ့ဗီဒီယိုလေးရဲ့ဟာကိုအိမ်မက်ထဲမှာမှတ်တယ်အစွဲလန်းကြည့်ကြတာတော့မသိဘူးအိမ်မက်ထဲမှာအဲ့လိုကိုကြည့်လိုက်တဲ့ဇာတ်ကားတစ်ခုကဖက်နှက်လာလေးမြင်နေလို့အိမ်မက်ထဲမှာလည်းဖက်နှက်လာလေးတွေအဲ့လိုမှတ်တာအိမ်မက်မှတ်တယ်ရှင်တို့ရောနန်းရဲ့ live ကိုကြည့်ပြီးအိမ်မက်ထဲမှာနန်းကိုအိမ်မက်မမှတ်မှန်တိုင်းပြောတော့လာလိမ်နေနဲ့ဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါဟယ်လို IG ရှိဘာကြီးနော်အိမ်မက်ထဲကအတိုင်းပြောပြရမှာလားပြောပြညလုံးလေးနှိပ်ပြီးနားလေးပိတ်ထားမယ်ပြောပြလက်ဆောင်လည်းမပြီးကြအောင်ကလေးကိုနိုင်ကျင့်တယ်ကလေးကိုနိုင်ကျင့်တယ်လက်ဆောင်လည်းမပြီးကြအောင်တော့လူဆိုမမီနဲ့တိုင်ပြောမယ်လက်ဆောင်လည်းမပြီးဘူးကြည့်ပဲကြည့်နေလက်ဆောင်လည်းမပြီးဘူးမမီနဲ့တိုင်ပြောဟယ်လိုမင်္ဂလာပါရှင်900တန်ကြီးတွေ100တန်ကြီးတွေ1000တန်ကြီးတွေချနိုင်တယ်စိတ်မဆိုးပါဘူးကျောင်းဖူးလေဟယ်လိုမင်္ဂလာဟယ်လိုမင်္ဂလာပါအိမ်သေးဘူးလားအိမ်သေးဘူး12နာရီခွဲမှာအိမ်ပါဒီည12နာရီခွဲမှာအိမ်နေထားပြလို့မရအောက်မှာကြီးပေါင်းမိနေအောက်မှာကြီးပေါင်းမိနေဟုတ်တယ်စနေခွဲ live မှာအဲ့တော့လက်ဆောင်လေးတွေပြီးတော့ဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါဟုတ်ပါည wifi ဖွင့်ကြည့်မယ်နော်တကယ်လို့ဟောဥစားလေး line ချစ်နေရပါညာရှိရင်တစ်ချက်လောက်ပြီးတော့နော်ဘေးနဲ့လွှင့်နေရဆိုတော့ဒီအားကြောင့်မို့တစ်ချက်ချင်းတဲ့ဘလူးနေလဲကောင်းတာအဆင်ပြေတာပြောကြအောင်
ဘိုင်းချင်းနေပြောပြပါဟယ်လိုပါရှင်ဘိုင်းချင်းနေပြောပြပါအောင်ချစ်ပါဘူးဟုတ်ကဲ့ပါချစ်ဘူးဟုတ်ကဲ့ပါရှင်ဆွမ်းနာကနေနေတယ်ဟဲ့လားကိုယ်တိတ်တော့ရမ်းအိတ်ချင်နေတော့အိတ်တော့ကိုယ်တိတ်ပါကျမရဲ့အမေနဲ့ကျမကိုရမ်းချစ်တယ်အဲ့ဒီကျမမပြီးပြချင်ဘူးကစောင့်နေပြီးရရှင်တို့ကကျမရဲ့အမေနဲ့မရှိရဲ့ချိန်လို့ကျမကိုနိုင်ကျင့်ကြရလေအနိုင်ကျင့်တော့မှဆိုလို့သူတို့ကလည်းအိမ်ထဲနဲ့ထိုင်ဆောက်တပုတ်လေးလိုက်ပြီးကြဒီလိုမျိုးလေးမျက်နှာပြောင်းရှိဘူးလူလေးရုပ်ကလာရှိဘူးခေါင်းမရွက်ကြည့်လို့ပြုတ်ကြလာတယ်ရှိဘူးကိုခေါင်းမရွက်လို့ပြုတ်ကြရင်ရှင်တို့ကတကယ်မချစ်လို့ပဲရှိဘူးကိုခေါင်းမတင်လို့ရှိဘူးကပြုတ်ကြရင်ရှင်တို့ကတကယ်မချစ်လို့တကယ်လို့ရှိဘူးကမပြုတ်ကြဘူးရှင်တို့ကတကယ်ချစ်လို့စောစောကြည့်မယ်စောကြည့်ရှင်တို့တကယ်မချစ်ဘူးရေဘူးပြုတ်ကြရင်ရှင်တို့ကျမလိုက်ထဲမှာနေယူသွားလိမ့်မယ်တိလားကျမအရင်စတကယ်မချစ်လို့ပြုတ်ကြတာပေါ့တကယ်ချစ်ဘယ်လိုလုပ်ပြုတ်ကြရှင်အပေါ်ရန်နေတယ်အဲ့ဒါကြည့်ရမှာရှင်အုတ်ထုတ်တင်ကြီးပါလားရှည်ဘူးပဲပြောတာအုတ်ထုတ်လို့မပြောရှည်ဘူးတင်လို့နန်းကောင်းပေါ်ကနေရှည်ဘူးကပြုတ်ကြရဲဆိုရှင်ကတကယ်မချစ်ဘူးမပြုတ်ကြရင်တော့တကယ်ချစ်လို့ပေါ့နော်ဒါပေမဲ့ပြုတ်ကြရင်တကယ်မချစ်ပါဘူးသိပါမပြုတ်ကြဘူးပြုတ်ကြဘာလို့မပြုတ်ကြရလဲပြုတ်ကြရမယ်ဒီအမှန်ဆိုရင်ပြုတ်ကြကြည့်နေတာဘာလို့မပြုတ်ကြရလဲတကယ်မပြုတ်ကြဘူးပြုတ်ကြမှာဘာလို့မပြုတ်ကြရလဲယူနေတာဒီဘူးကလေအဲ့တော့ရှင်ကကျမကိုတကယ်ချစ်တာပေါ့ပူရီမျိုးဟယ်လိုမင်္ဂလာပါရှင်မယုံထက်လို့မပြုတ်မပြုတ်ကြမစင်ထက်လို့ဟယ်လိုမင်္ဂလာပါတကယ်မချစ်လို့ပြုတ်ကြတာဒီဘူးကတကယ်ချစ်ရင်ပြုတ်ကြဟုတ်တယ်ဒီချာမမတင်တာတင်နေရှင်တို့တကယ်မချစ်လို့တင်တာပဲဟိုဒီချာတင်တာဟယ်လိုမင်္ဂလာပါအမင်းမရှိတော့ဘူးဆိုတာနဲ့ရှင်တို့နှိပ်စက်မဲ့လူတွေကျမတို့တယောက်ပြီးတယောက်ဝင်လာကြပါပြီကျမအရင်ကြောက်တယ်ဟယ်လိုမင်္ဂလာပါအမင်းမရှိရင်ကျမနှိပ်စက်မဲ့လူတွေလာပြီကျမအရင်ကြောက်တယ်သူတို့လည်းမအိတ်ဆိုင်စီခြင်းကျမလည်းသူ
အမင်းနေယူထားမှာအဲ့လိုမလားပါတမင်ကောင်းဆောင်ပြီးရေဘူးပြန်ချရတယ်လုပ်ပြီးအမင်းနေမရှိတော့ဘူးဆိုရှင်လိုက်ဆက်မဲ့လို့ဒီမှာဝင်လာကျွန်တော်ကြောက်တယ်အဲ့လိုလက်ဆောင်ပြီးမဲ့သူတွေဝင်လာတာမဟုတ်ဘူးရှင်တို့တောက်ခဲ့ရတယ်မစားပြီးဟေးကျမရဲ့အမင်းနေမရှိဘူးကလည်းချောင်းနေဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါရှင်တို့အမင်းမရှိရဲ့အခြေကိုချောင်းနေသူကလည်းအိတ်ရှင်နေသူကလည်းကောင်မလေးတွေရှိရဲ့ရှင်ကျမရဲ့အမင်းနေကသူတို့ကောင်မလေးတွေသူတို့လည်းပြောချင်တာပေါ့ရှင်တို့ကလာလုပ်နေတော့သူတို့မှအမသိကောင်မလေးတွေနဲ့ပြောอ่ะစကိစုပါကိုကြီးတိမ်ပါသူပေးရအိတ်တော့မယ်ဆိုပြီးနှုတ်ဆက်တာမဘာဖြစ်လဲစနေရလည်းမတွေ့ဘူးလားမျက်လုံးကဘာဖြစ်လဲပိုလီယိုဆွဲသွားတာပိုလီယိုဆွဲသွားတာဟိမျက်လုံးကြားကျင်တာမလားမဆန့်တော့ဘူးအာအော်နော်စေးတော့အောင်မမိလေပြောမှာစေးတော့အိတ်ငိုက်နေတာဟုတ်တယ်တကယ်တော့အိတ်ငိုက်အောက်ကကြီးပေါင်းမိနေရှင်တို့မြင်မှာဆိုအောက်ကညဝတ်ပေါင်းမိနေအပေါ်ကတော့လမ်းပြန်ထွက်မဆန့်တော့ဘူးလို့နင်မြန်မာစကားကိုနားမလည်ဘူးတော့ငါပြောနေတဲ့တိတ်စာဘလို့ကောင်းလို့မရဘူးအော်ရအော်လာမဟုတ်တယ်ဒီဘူးတွေကိုခောက်ဟယ်လိုမင်းတက်ကောင်းချင်းတွေယူဆောင်လာပေးပါညလက်ဆောင်လေးတွေများလာချပေးပါစုကောင်းနေရဟိငါကတ်ဆိုးနေလို့တကယ်ချစ်တဲ့သူအမြန်ပေါ်လာပါစေအပေါ်ရန်ချစ်တွေနဲ့မစုံကြည့်ရပါစေနဲ့မနဲ့ follow ได้လို့တော့ပြီးရင် follow မယ်လို့လိုက်လို့နေပါတယ်လို့ဟယ်လိုမင်္ဂလာပါညအယူကြီးကြတယ်လိုက်ပြီးရင် follow ပေးမယ်ကျမကိုမျက်စောင်းမထုတ်နဲ့မျက်လုံးကြီးကျမကောင်းပေါ်လဲတက်စင်လာစွတ်တယ်ကြိုက်ဘူးနော်ဟုတ်ဟောဟယ်လိုမင်္ဂလာပါရှင်အတိုင်းပြောနေကဲ အမေတရားမှမရှိတော့ရှင်တို့လည်းမန့်ညင်တယ်လို့လားမှန်ကျမလည်းဖက်ချင်တဲ့ဟာတွေဖက်တော့
ရှင်တို့နဲ့ကျမနဲ့ပျော်တွေ့ကြပြီညတွေ့ကြပြီတွေ့ကြပြီတွေ့ကြပြီဟယ်လိုမင်္ဂလာပါရှင်ဒီစီတဲ့အာနာပါအောင်ဘယ်လိုပြီးတော့နေတာလဲမချက်တည်တုံးလိုက် sorry ဟဲ့ဘယ်ဟာယူပြီးတော့လိုက်တာလဲမသိဘူးဘာဖြစ်သွားကြလဲငါတော့မသိလိုက်မျိုးရဲ့စာဖတ်တာမဖတ်လိုက်ရဟယ်လိုမင်္ဂလာပါရှင်ခုနကဗာလေးလန့်တာမသိဘူးဘယ်ကကလိုက်တယ်မသိပြီးကိုနှိမ့်မိသွားတာ तू ကပျော်နေရီရုံးပဲရှိဘူးကထွက်လိုက်တယ်တခါလေအဲ့နေရာမှာရှင်လို့ဆိုတော့ကျမ PK လွှင့်ရင်လွှင့်ပါခုနပဲလန့်နေ तू ကတော့ပျော်သွားမှာဟဲ့ဘေးကလက်သမီးလေးတစ်ပါးလည်းမသိဘူးကျမတော့အရန်လန့်နေတူသူပြောသွားတာအချောလေး PK ခေါ်တော့ PK သူခေါ်တာနန်းခေါ်တာမဟုတ်သူခေါ်တာနန်းကန်ဆယ်လုပ်တာနှိမ့်မိသွားတာကျမအဝါပေးရုံတဲ့ကျမအဝါပေးလိုက်ပြီရှင်ကျမဘာပြန်ပြီးမှလည်းပြောချိန်မှမင်းအမယောက်ျားရှိလားယောက်ျားသူတို့မင်းတို့ပဲရှိမင်းလေးဆိုတော့ပြောနေရပြီပြတာတဲ့စပင်းကြောဒီနာကြောဘာလို့ရားရလဲမှတ်တယ်ဟုတ်စားပါလဲကြောဒီနာမှာဘာလို့ရားနေရလဲမသိဘူးဆိုဘယ်လိုလဲဒီစပင်းအဲ့စပင်းကကြောကိုလာထိုးနေတော့တေရောမရားလို့ဒီနာတွေရောစပင်းကရားဒီလိုလောက်လိုက်စပင်းကလာထိုးဟယ်လိုမင်္ဂလာပါရှင်စီးပဲအစပင်းကစီးစီးမှာပေါ့စိုးမိုးရရမ်းပဲစပင်းတော့မှပဲစီးရခြေထောက်ကိုက်တော့ခြေထောက်ကိုက်တယ်နားလေးဟုတ်တယ်သူကအပြောဆိုမတတ်ဘူးလေပြောဆိုမတတ်မင်းတို့ view တွေများလာလို့မဖြစ်ဘူးငါမှအန်နီတယောက်မှမရှိရအဲ့တော့ပါပဲချက်နေတိုက်တော့ဟုတ်တယ်ဂျေပေါင်းမီနဲ့ဖြုတ်နေအောက်ကဂျေပေါင်းမီရပေါ်ကတော့အလန်းပဲဝတ်တာအောက်ကတော့ဂျေပေါင်းမီရပေါ်ကတော့အလန်း
လိုမင်္ဂလာပါဒီနေ့ကို share ချလိုက်ပါလားကွာ share ကျုံးလိုက်တော့ပြင်းစိတ်မဆိုးပါဘူးကျုံးမဲ့ဘဲကြီးပဲလိုချင်တာလာသေးဘူးလားမလာတော့ဘူးကြီးမလွန်နာဖို့ဟုတ်တယ်အဲ့လိုမျိုးကျုံးလာခံရတာအဲ့လိုမျိုးကျုံးမဲ့ကြီးလည်းမရှိမျက်လုံးလေးတွေကကြည့်မဲ့လူတွေပဲရှိတယ်မင်းညတော့နိုင်ငံခြားသားတယောက်ကိုနောက်လက်ဆောင်ပြီးပေးသွားအများကြီးဒီနေ့လေကြောင်စကားမပြောတော့အဲ့လောက်ကြီးကြတော့အဲ့ကြောင့်ဒီည